ဟုတ်ကဲ့မင်္ဂလာပါဒီကနေ့မှာတော့နှလုံးသွေးကြောကျဲသူများအတွက်ဆေးနည်းလေးတစ်ခုကိုမေးထားတဲ့အတွက်ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်နှလုံးသွေးကြောယောဂတွေမှာနှလုံးသွေးကြောကျဉ်ယောဂရှိတယ်လို့နှလုံးသွေးကြောကျဲတဲ့ယောဂလည်းရှိပါတယ်ဒါပေမဲ့ဖြစ်တဲ့လူရှားတယ်လို့ဆိုရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းဖြစ်ရင်တော့အမတန်မှခံစားရခက်ပါတယ်နှလုံးသွေးကြောကျဲတဲ့သူတွေဖြစ်တဲ့လက္ခဏာတွေကတော့နှလုံးခုန်နှုံးပြင်းထန်ခြင်းကိုယ်တွင်းမှာအလွန်ပူခြင်းအသက်ရှူပြင်းထန်ခြင်းမောပန်းခြင်းထမင်းစားရင်တီးတက်ခြင်းရေတောက်ရင်တီးတက်ခြင်းအသားရည်တွေပူခြင်းသပင်တွေကျွတ်ချင်းတွေဖြစ်ပါတယ်အပူပြင်းထန်တာကြောင့်လည်းဥပရိယုတ်ကြတတ်ပါတယ်နှလုံးသွေးကြောကျဲတဲ့သူတွေကိုကယ်တင်ပေးဖို့အကောင်းဆုံးဆေးနည်းကတော့စကယ်စိမ့်ပွင့်ပြုတ်ရည်ပဲဖြစ်ပါတယ်စကယ်ပင်တွေကတော့အမျိုးမျိုးရှိကြပါတယ်အဲ့ဒါတွေကတော့တရုတ်စကားပင်မြန်မာစကားပင်စကယ်ဝါစကယ်ပြူစကယ်စိမ့်တို့ဖြစ်ပါတယ်စကယ်ပင်တွေအားလုံးပန်းပွင့်ကြပြီးအဲ့ဒီပန်းပွင့်အားလုံးဟာလည်းဆေးပတ်ဝင်ပါတယ်ဒီဆေးနည်းမှာတော့စကယ်စိမ့်ပန်းလက်တစ်ဆက်ကို3ခွက်တစ်ခွက်တင်ကြိုးရမှာဖြစ်ပါတယ်အပူငြိမ်းအောင်အတွက်ထညက်ခဲတင့်ုံထည့်ပြီးမနက်တစ်ခွက်ညတစ်ခွက်တောက်သွားပေးရမှာဖြစ်ပါတယ်မိတ်ဆွေများနှလုံးယောဂဘေးမှာအစင်ကင်းဝေးနိုင်ကြပါစေအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ